အခုတင်ဆက်မဲ့အစီအစဉ်ကတော့ကျွန်တော်တို့ဆရာမကြီးရွှေကူနန်းနွဲ့နွဲ့တချင်းကြီးပိုင်းဆိုင်ရာမြန်မာတမန်လေးတက်ပြတယ်တော်တော်များများကြီးရပြီးပြီလို့သိရတဲ့ဆရာမကြီးတော်နန်းနွဲ့နွဲ့နဲ့ကျွန်တော်တို့ရဲ့ဟိုဟာဒီလက်စင်ခွေထဲမှာပါဝင်ပြီးတော့ဆွေးနွေးတဲ့အခါပေါ့လေအဲတော့ဆရာမကြီးကဲဆရာမကြီးကျွန်တော်လက်စင်ခွေကိုလေဒီမှာအခုကလေးတွေဆိုလိုက်တဲ့အချိန်တော်တော်လေး lesson လေးတွေကိုတော်တော်လေးတော့ကြားပြီးပေါ့အဲ့ဒီ lesson ခွေနဲ့ကျွန်တော်တို့မြန်မာမှုပေါ့မဟာဂီတကနေစပြီးတော့နှောင်းခေတ်ကာလပေါ်မြန်မာမှုပိုင်းဆိုင်ရာတွေကိုနဲ့ဘလို့အထောက်အကူပေးနိုင်တယ်ဘလို့လေ့ကျင့်ရင်ဒီသချင်းကြီးတွေကိုပါအစကောင်းနိုင်သလားဘလို့ဖြစ်နိုင်တယ်ဆိုတာလေးဆရာမကြီးအကြံပေးပါဦးကျမကိုဖိတ်ခေါ်လို့ကျမတော်တော်လေးအံ့လဲအံ့ဩပါတယ်မန်လဲဝမ်းတာပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဆရာဦးစောနုကတပည့်ပေါင်းမဲ့များစွာကိုမွေးထုတ်နေတဲ့တင်နန်းဖွင့်ထားတဲ့ဆရာတယောက်ဖြစ်ပြီးတော့ international နည်းစနစ်များနဲ့ဆရာခရီးသွားနေတာဖြစ်ပါတယ်။ဟုတ်ပါတယ်ခင်ဗျာ။ကျမတို့ကပြောမယ်ဆိုလို့ရှိရင်ကျမဓာတ်ပြားတွေအများကြီးရှိခဲ့ပါတယ်။နော်တချင်းဆိုတဲ့လဲ340လောက်ရှိပြီလို့ပြောနိုင်ပါတယ်။အခုချိန်ထိလဲဆိုနေတုန်းဖြစ်ပါတယ်။ကျမတို့မှာဆရာတို့လိုဒီအစင်တဲ့နည်းစနစ်နဲ့ဟုတ်နော်အခုဆရာတို့ကလေးများကိုပညာဖြန့်ဝေသလိုရရှိခဲ့တာမဟုတ်ပါဘူးဟုတ်နော်ကျမတို့ဆရာကြီးတွေဆရာမကြီးတွေရှိတဲ့အိမ်ကိုဒူးတုပ်ပြီးတော့စီးနဲ့ဝါကိုင်းပြီးတော့အလွန်ယိုယိုကြိုးကြိုးနဲ့တင်ယူခဲ့ရတဲ့အတွက်နော်ဆရာတို့အခုလိုခေတ်မီမီနည်းစနစ်တွေနဲ့ဖြန့်ဝေနေတဲ့အခါမှာအခုခေတ်လူငယ်များအတွက်ကျမတို့ကအများကြီးကိုဝမ်းမြောက်ပါတယ်ဟုတ်ကဲ့နော်အခုဆရာဦးစောနုစတင်ပြီးတော့ကျမရှိမှာတောင်းဆိုပြီးဆွေးနွေးလိုက်တာကကျမနားလဲတယ်လို့ပြောမယ်နော်ဟုတ်ကဲ့ခင်ဗျပြောပါမြန်မာတချင်းကြီးလောကမှာဆရာတို့လိုတင်တန်းမျိုးနဲ့ဟုတ်တင်ကြားရရင်ဘယ်လိုအကျိုးကျေးဇူးရှိနိုင်မလဲဆိုတဲ့သဘောလို့ကျမသဘောပေါက်ပါတယ်ဟုတ်ပါရဲ့လားဆရာဟုတ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့ကျမကဒါဆရာကိုအားပေးရမှာပဲဟုတ်ကဲ့ဘာကြောင့်လဲဆိုတော့ကျမတို့ကဟိုဆရာများပေးခဲ့တဲ့နီးအတိုင်းတင်ခဲ့ရတဲ့အခါမှာနော်တချင်းဆိုတာကသားတို့သမီးတို့တွေတင်နန်းသားတွေလည်းသိအောင်ပြောကြပါတယ်တချင်းတစ်ပုတ်ဖြစ်ဖို့ရာမှာတချင်းကိုရေးဖွဲ့တဲ့စကလုံးစာသားဆိုတာပါပါတယ်နောက်တစ်ခါမယ်လိုဒီဆိုတဲ့တန်စင်ပါပါတယ်တန်စင်ပါပြီးတော့စာသားရှိပေမဲ့အတန်လိုပါသေးတယ်နော်အဲ့တော့ဒီအတန်ကိုသူ့ဟာနဲ့သူထန်ကတိုင်းကြအောင်နော်မှန်မှန်ကန်ကန်အတန်ထုတ်ယူတတ်အောင်အတန်ကိုအသုံးပြုတတ်အောင်ဒါဆရာတို့တင်နန်းနေရအများကြီးအထောက်အကူဖြစ်လိမ့်မယ်လို့ကျွန်မအကဲခတ်မိပါတယ်ဟုတ်ပါရဲ့လားဟုတ်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာမကြီးအနေနဲ့ဟုတ်လားကျွန်တော်တို့ဆိုလိုက်တဲ့အသံကိုဒီတချင်းကြီးလေးကိုထည့်ရင်တချို့လူတွေကဟောလေကျွန်တော်တို့ဆိုနေတဲ့လက်ကျင့်နေတဲ့အသံကိုတချင်းကြီးပိုင်းဆိုင်ရာကိုထည့်လိုက်ရင်ပြတ်သွားလိမ့်မယ်ဆိုပြီးတော့နည်းနည်းအယူလွဲနေတဲ့တချို့တွေလေကျွန်တော်ကြုံဘူးတယ်ဟုတ်ကဲ့အဲ့တော့ဆရာမကြီးအနေနဲ့ဘလို့မြင်နေမသိဘူးဒီထိုးသားနေကြားသားနေပါရင်တော့တချင်းကြီးနဲ့ကဒါမဖြစ်ဘူးလေဒါဆရာသိပါတယ်နော်ဆိုတော့ရှေးဆရာကြီးများပြဋ္ဌာန်းထားခဲ့တဲ့အတန်များနဲ့နော်ဒါမြန်မာတန်ပီပီတတတွေနဲ့ဆိုမယ်ဆိုလို့ရှိရင်တော့အတန်သုံးဆွဲတဲ့စနစ်မှာတော့ဆရာတို့တင်နန်းပေးတာဒါတော်တော်ကောင်းပါတယ်ဟိုကျမလေးလာမိတော့ပေါ့နော်ဒီအသက်ဆိုတော့ကျမတို့လည်းကိုလုံနေတဲ့အလုပ်တစ်ခုအပေါ်မှာလေးလာရတယ်ပေါ့ရွှေကူနန်းနဲ့တယောက်အနေနဲ့ပြောမယ်ဆိုရင်တော့အတန်ကိုတီးခြားလေ့ကျင့်ခဲ့ရတာမရှိပါဘူးတချင်းနဲ့ပူးတွဲလေ့ကျင့်ခဲ့ရတဲ့အတွက်အခုဆရာတင်နာမှာကျမလေ့လာလိုက်တဲ့အခါမှာတို့ငယ်ငယ်ရများဒီလိုသင်ခဲ့ရရင်ရွှေကူနန်းနဲ့ရဲ့ဓာတ်ပြားတွေအခုတည်းများကုန်မလားလို့ကျမလားသိမှန်တာဟုတ်တယ်မနော်နည်းနည်းအဲ့လိုလေးတွေးမိပါတယ်အဲ့တော့ကျွန်တော်ကအသံပန်းဆိုင်ရာကိုပြောတာနော်ဟုတ်ကဲ့ဒီမြန်မာမူမြန်မာဟန်အဲ့ဒီဟန်ကိုကျွန်တော်မဆိုလို့အဲ့ဒီဟန်ကိုကျွန်တော်တို့မပြည့်စည်ရဘူးဥပမာဟန်ချင်းတူမယ်သို့တော့အသံချင်းကမတူပဲကျွန်တော်တို့လေ့ကျင့်လိုက်တဲ့အသံကပိုကောင်းနေမယ်ဆိုရင်ဆရာမကြီးလက်ခံနိုင်မလားဥပမာပေးရမလားဟုတ်ကဲ့ဥပမာအသံတစ်သံကိုရှစ်သမြဂမြမရွှေတန်းဒီလိုအမျိုးအသံနဲ့ရှစ်သမြကိုမြမရွှေတန်းလုံးငါ
တရဆိုတာပိုကောင်းတာပေါ့ နော် ဟန်လေးမပြတ်ဘူး ဟုတ်ပါ အ တယ် သံလေးကောင်းတော့ ဟုတ်ပါတယ် အဲ့ကျဥပမာတစ်ခုပေးမယ်ဆိုရင်ကျွန်တော်အောက်မှာဘုံလုံးကြီးတစ်ခုကိုဆရာမကြီးကြော်စားဖို့မှာပါပဇွန်6မပါပေးနဲ့ကြော်စားပြီးပြီနောက်ပြီးတော့ပဇွန်စားကိုထောင်းပြီးတော့ဘုံလုံးကြီးစီးချို့ကိုအစာသွတ်လိုက်ရင်ဘုံလုံးကြီးချို့ကိုအစာသွတ်လိုက်လို့ရှိရင်ကြော်စားရင်ပို့ပြီးတော့မကောင်းဘူးလား ကောင်းပါတယ်ဆရာ ပိုကောင်းသွားတဲ့အတွက်ဒီဘုံလုံးသီးဟာတခွားသီးဟာဖြစ်သွားနိုင်ပါမလား မဖြစ်ပါဘူးဆ မ ရာ ဖြစ်နိုင်ဘူးအဲ့ဒီလိုပဲကျွန်တော်ဆိုလိုတဲ့ဆိုရင်လူရင်းကဆရာမကြီးတို့ဒီဟန်တွေကိုအထဲမှာကောင်းတဲ့အသံပဇွန်ကြောင့်နဲ့ပဇွန်စာနဲ့တူတဲ့ကောင်းတဲ့အသံကိုထည့်လိုက်ရင်ကလားသချင်းလည်းမဖြစ်နိုင်ဘူး တ အ ရု င်္ဂလိပ်သ တ်ချင်း ချင်း လ လည်း ည်း မ မဖြ ဖြစ် စ် ဘူး နိုင်ဘူးတရုတ်သချင်းလည်းမဖြစ် ကျ နိုင် မတို့တချင်းကြီးများပိုကောင်းနိုင်မယ်ဆိုရင်ဆရာဦးစောနုကိုကျမတို့ဒါအများကြီးပဲလေးစားပါတယ်နော်တချင်းကြီးပိုကောင်းအောင်အဖက်ဖက်ကအခုလိုတချင်းကြီးအားနည်းနေတဲ့အချိန်မှာပေါ့နော်တချင်းကြီးကခက်တယ်မတင်တော့ဘူးတချင်းကြီးတင်ရတာကြားတယ်တချင်းကြီးကပြင်းစရာကောင်းတယ်အစရှိသဖြင့်ပေါ့ဒီလိုဖြစ်နေတဲ့ကာလမှာဆရာအနေနဲ့စိတ်ဝင်တစားဆွေးနွေးတာကိုကျမကတော့အများကြီးကို ဟုတ်ကဲ့ဆရာ ကြိုးစိုးပါတယ်ကျမတို့ကခက်ပေမဲ့နော်မတင်မဲနေလို့မရပါဘူးလူငယ်များကိုမေတ္တာရက်ခံခြင်းပါတယ်ဘာကြောင့်မတင်မဲနေလို့မရလဲဆိုတော့တချင်းကြီးဆိုတာမြန်မာနန်းတွင်းကလာတဲ့နန်းတွင်းရတနာများဖြစ်တဲ့အတွက်နော်ကျမတို့ကတလေးတစားနဲ့ဒါထိမ့်သိမ့်ဖို့တာဝန်ရှိပါတယ်တို့ဘိုးဘွားမွေစစ်ဖြစ်ပါတယ်နော်ဒါကြောင့်တချင်းကြီးအတွက်ပိုကောင်းမယ်ဆိုရင်ဦးစောနုကူညီပါ လူငယ်တွေစိတ်ဝင်စားအောင်တော့ကျွန်တော်တို့အခုခေတ်မှာဆိုနေတဲ့ကျွန်တော်ပို့ချနေတဲ့ဒီအသံတွေနဲ့ကျွန်တော်တို့တချင်းကြီးဆိုတဲ့အသံတစ်ထက်တစ်ဖြစ်သွားမယ်ဆိုရင်လူငယ်တွေစိတ်ဝင်စားလာနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်အဲ့တော့ဆရာမကြီးကျွန်တော်သင်တန်းကိုလည်းတော်တော်လေးလေ့လာပြီးပြီဆိုတော့ကျွန်တော်တို့ဆိုတာတွေလည်းတွေ့ပြီဆရာမကြီးအနေနဲ့ဘယ်လိုများသုံးသပ်လဲမသိဘူး ကျမရောက်လာတော့ lesson 3-4မှာဆရာတင်နေတယ် ဟုတ် တင်နေတဲ့အခါမှာအတန်တွေရဲ့အတက်အဆင်းပေါ့နော် ဟုတ် ဒါတွေကိုကျမကြားတဲ့အခါကျတော့စိတ်ထဲမှာတော်တော်ကိုသဘောကျပါတယ် ဟုတ် သဘောကျပြီးတော့ငယ်ငယ်တုန်းကတင်ရတဲ့အတန်အကူးပြောင်းနေပေါ့တက်သွားတာ ဟုတ် စိတ်ရင်ရင်နေရရင်ပြာရရဝါအဝါရွှေအရွှေရွှေတဲ့ရွှေအရွှေဟောဒီလိုလာတဲ့အခါကျတော့ဆရာတို့လိုအဲ့ဒီလိုအတန်ငိုတာအထက်အောက်အောက်အထက် ဟုတ် ပေါ့နော် ဟုတ် ခါတဲ့အနုလုံးပတိလုံးကျင့်ထားမယ်ဆိုလို့ရှိရင်ဒီလိုနေရာတွေမှာဒါအများကြီး ထောက်ကူ ချောချောမောမောနဲ့အထောက်အကူဖြစ်ပြီးတော့ပိုလဲကောင်းသွားမယ်လို့ထင်ပါတယ်နောက်တစ်ခါအတန်ဟိုရင်းနေပေါ့နော်ချင်းသွားတဲ့ပြောင်းသွားတဲ့ ကြီးပြောင်းသွားတယ် ကီးပြောင်းသွားတဲ့သင်ခန်းစာမှာဆိုရင်ကျမတို့ကျိုးသချင်းတွေထဲမှာရီဆိုင်တို့ငါးတန်လဲကျိုးခေါ်တာပေါ့အတန်၅ခုလဲသွားတဲ့အကျိုးနောက်တစ်ခါ9တန်လဲကျိုးနော်အတန်9ခုလဲသွားတယ်သူကကြတဲ့နောက်ဆုံးကြတဲ့အတန်ကိုမူတည်တန်ထားပြီးတော့ပြန်ပြောင်းပြီးဆိုသွားတယ်ဆိုသွားတဲ့အခါမှာကျမ9တန်လဲကျိုးကိုကျမတက်ယူဘူးတယ်တက်ယူတဲ့အခါမှာဘာဖြစ်လာလဲဆိုတော့တဖြည်းနဲ့လေပြင်းညစ်လာတယ်လို့ပဲနော်အတန်ရဲ့ဟိုရင်းနေပေါ့နော်နှုံးတွေကပြောင်းလာတာဟုတ်ဆိုတဲ့အခါကျတော့ဒါကဒီလိုဆရာတို့လိုတင်တန်းနေတာလေ့ကျင့်ထားမယ်ဆိုရင်အဲ့ဒီနေရာတွေမှာကျမတို့ကအများကြီးထောက်ပံ့ဖြစ်နိုင်တယ်လို့ကျမယူဆပါတယ်ဒီမှာကတော့ဆရာပြောသလိုပဲသူ့ရဲ့ရှေးလူကြီးများရဲ့ထားခဲ့တဲ့မူကိုလည်းမပြတ်ဖဲနဲ့ပေါ့နော်ကျမတို့ကနောက်လူငယ်တွေအတွက်ပိုပြီးစိတ်ဝင်စားအောင်ပိုကောင်းအောင်ကျမတို့ကပတ်မှန်ပိုးဆောင်ရွက်ပေးနိုင်ဖို့အရေးကြီးပါတယ်ဆရာကမူကိုမပြတ်စေဘူးရတ္တအောင်မပြတ်စေဘူးဆိုတာကျမတို့အများကြီးလက်ခံရမယ်အချက်ပါတချင်းကြီးမှာလူငယ်များသိဖို့စီဝါတန်ကြဟန်ဒါဆိုပြီးတော့အရေးကြီးတဲ့၃ခုရှိပါတယ်နော်စီဝါတွေတန်ကြတွေကိုတော့ဒါတွေကပြောဖို့မလိုပါဘူးအတန်တွေပါနော်ဟန်ဒါဆိုတဲ့ရှိမှာတော့တချင်းကြီးရဲ့ဟန်ဒါကတီးခြားရှိပါတယ် ဟုတ်ပါ နောက်တစ်ခါသားချော့တေးကြတော့လဲတကြီးငိုနေတဲ့ကလေးကိုချော့ရတာဖြစ်တဲ့အတွက်သားချော့တဲ့အမေတယောက်ကဟန်ဒါမျိုးနဲ့ကိုဒီလိုဆိုရ ခံ တာ စားချက်ပေါ့ ခံစားချက်တွေနော်အဲချစ်သမျှကိုထဲမှာကြတော့အမ်းသာလေးကန်တိုင်းတူပြိုင်လေးကူမဲစုရူငယ်ပိုင်းရွယ်တွန်းဟောချစ်ခင်နဲ့တက်ဖွယ်ဖြစ်အောင်ဆိုရတယ်ပေါ့နော်ဒါဟန်ဒါတွေပဲဆိုတော့တချင်းအမျိုးအစားပေါ်မှာလိုက်ပြီးတော့ပါလာတဲ့ဟန်ဒါကိုကျမတို့ကဆရာပေးတဲ့အတန်များနဲ့ပေါ့နော်ဟိုနှစ်သက်ဖွယ်ဖြစ်အောင်တနာဖွယ်ဖြစ်အောင်ကြည်နူးဖွယ်ဖြစ်အောင်ဒီလိုကျမတို့အတန်ကိုဖော်ထုတ်ပြီးတော့ကျမတို့ရဲ့တချင်းကိုနားဆင်တဲ့သူများကိုကျမတို့ကရပ်တပေးရမှာဖြစ်ပါ ဟုတ်ပါကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီအမှန်နဲ့ပတ်သက်ပြီးတော့အမေတော်အောင်ကြီး ဟုတ်ကဲ့ အမေတော်အောင်ကြီးနဲ့ကျွန်တော်ဆွေးနွေးမှုတယ်
မေတော်ကြီးကဘာပြောလဲဒီလေချူတဲ့နေစနစ်ပိုင်းလေအသံထုတ်တဲ့အပိုင်းတွေကိုကျွန်တော်ပြောပြတဲ့ခါကျတော့အမေကဒီလိုမျိုးဟာဒီလိုမျိုးစနစ်တကျလားအမေတို့စီမှာအဲ့လိုမျိုးမရှိခဲ့ဘူးဒီလိုမျိုးဟာရှိမယ်ဆိုရင်ကောင်းတာပေါ့တဲ့သားအနေနဲ့ဒီအပိုင်းတွေကိုဖြစ်အောင်ဗမာပိုင်းဆိုင်ရာကိုလေကူးဆက်အောင်လုပ်ပေးပါအမေပြောတော့ဘူးလေကျွန်တော်တို့စီမှာမရှိဘူးလားဒီလိုမျိုးနောက်ကအသံရှင်ထွက်လာအောင်ဆိုရှိရပေါ့ကြည့်ရင်ကျွန်တော်ကိုခဏလောက်နည်းရှင်းပြပေးပါလားဆိုတော့အမေကပါသားလေဗမာသရှင်တွေသိဘူးလို့မလားသိဘူးလေထန်ကြသေးချင်းမှာသေရသေးရသတ်တယ်ဆိုတာရှိရမလားဟုတ်ကဲ့ပြီဆိုတော့အမေတော်ကြီးကသေရနောက်မှာပါရှိဟေးဆိုတာရှိတရားဟာသယောဩဆိုတော့သုံးလုံးတင်းနဲ့ကိုရှင်းပြတော့လုံးဝမရှိခဲ့ဘူးဆိုတာမဟုတ်ဘူးစနစ်တကျဘယ်ကထွက်ရမယ်ဘယ်လိုလုပ်ရမယ်ဆိုတာတော့မရှိရင်မရှိရမယ်ဒီအတန်ထွက်ရဲ့နောက်ကွယ်မှာဒီ sustain နေနော်ဒီ resonic ခေါ်တဲ့နောက်မှာကြံနေတဲ့အတန်တွေပန်ပိုးပေးတဲ့အတန်တွေတန်ရှင်းတွေအဲ့ဒါတွေကကျွန်တော်တို့မှာရှိခဲ့အဲ့တော့ဒီနီးစနစ်ပိုင်းဆိုင်ရာတွေကိုဗမာကန်းဆိုင်ရာကိုကူးဆက်လို့ရအောင်ပေါင်ကူးပေးပါဆိုတော့အမေကပြောတော့ဘူးအဲ့ဒီပြောလေးကိုကျွန်တော်က record လုပ်ခြင်းလို့မလုပ်လိုက်ရဘူးအမေကနှမျောစရာကောင်းတယ်ဟုတ်တယ်အဲ့ဒီအပြောလေးကိုကျွန်တော်လုပ်ချင်တာဟုတ်အမေပြောလိုက်ရတဲ့ဟာလေးကိုအမေအားပေးစကားအခုကျမအားပေးစကားနဲ့ဆိုရင်တော့ဒါအများကြီးနီးစပ်တာပေါ့ကျမအမေတပည့်ပါအမေရှိမှာပဲစပြီးတော့သင်ခဲ့ရတာပါနော်အဲ့တော့အမေတို့နဲ့သင်တော့ကတော့ကျမတို့တွေ့တဲ့ချိန်မှာအမေကခေါင်းအောင်နည်းနည်းတုံနေပြီရှင်ဟုတ်တယ်နော်ဒါပေမဲ့ तू လဲသူ့ရဲ့ဆရာများရဲ့နီးနဲ့တစ်သက်လုံးဒီမဟာဗီဒကိုအားကျိုးမှန်တဲ့လုပ်ခဲ့တဲ့အမေကြီးကိုဆိုတဲ့ခါကျတော့သူ့မှာပြတ်ခဲ့တယ်လို့မရှိဘူးနော်တပည့်တွေနဲ့ဝေစီစီအမျက်တင်နေတာဖြစ်တော့အဲ့ဒီခေါင်းတုံနေတဲ့အချိန်မှာကိုကျမတို့ကောင်းကောင်းတင်နိုင်တယ်ဥပမာဆိုတော့ချစ်သမျှကိုတွေကအိုနော်အိုဒါအိုဒါပထမအိုပါဒုတိယအချိန်မှာကျတော့အိုဒါကိုလေမပြတ်ဖက်နဲ့အမေကတင်လိုက်နော်ဆိုတဲ့ခါကျတော့ဆရာတို့ခုန lesson 3-4 မှာဒီဥစ္စာတွေနဲ့သဘောတရားတူတာတွေအများကြီးပါသွားတယ်လို့ကျွန်မအကဲခတ်မိတယ်လေအဲ့တော့ဆရာရဲ့ဂီတဆိုတာလူသားတွေရဲ့နှလုံးကိုနော်စိတ်နှလုံးကိုဆွဲယူနိုင်တဲ့အရာဖြစ်ပါတယ်သူတထူးစိတ်ကြည်လင်အောင်ပျော်ရွှင်အောင်ကြည်နူးအောင်ပြုလုပ်ပေးတဲ့ပညာရပ်လည်းဖြစ်ပါတယ်အဲ့တော့ကျမတို့နိုင်ငံအနေနဲ့နောက်လာမဲ့လူငယ်များမှာနော်တချင်းကြီးကိုဝါသနာပါလာအောင်ဆရာအများကြီးစိတ်ဝင်စားလာအောင်ဆိုကျင်လာအောင်ပေါ့နော်တချင်းကြီးတိုင်းပြင်းတာမဟုတ်ပါဘူးတချင်းကြီးမှာသူ့အမျိုးအစားတွေရှိပါဟုတ်ပါနဲ့ကဲဆရာကြီးကျွန်တော်နဲ့ဆွေးနေတာလာဆွေးနေတာအများကြီးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဆွေးနေတာလည်းတော်တော်လေးတော့ဆောင်သွားပြီဟုတ်အဲ့တော့နောက်ဆုံးအပိတ်အနေနဲ့ဆရာကြီးပါရမများထပ်ပြီးတော့ပြောချင်တယ်ဆရာဦးစောနုကငငယ်တုန်းကလည်းတချင်းကြီးတွေတက်ခဲ့ဘူးတဲ့လူဖြစ်ပြီးတော့ရင်ထဲမှာလည်းတချင်းကြီးတွေကိုညှိတွယ်တဲ့စိတ်ရှိတယ်လို့ကျွန်မအကဲခတ်လို့ရတယ်လေဥမာချစ်သမျှကိုဆိုရင်ချစ်သမျှကိုအခုကောက်ဆုံလိုက်တာအခုပဲဆရာကတော်တော်ကိုလက်ဆက်တဲ့အနေအထားတွေတွေ့ရသေးတယ်နော်အဲ့ဒီတော့ဆရာတပည့်တွေထဲမှာဒီလိုတချင်းကြီးကိုစိတ်ဝင်စားလာအောင်စိတ်ပါလာအောင်ဆရာရဲ့အတတ်ပညာနဲ့ပေါ့ဆရာရဲ့နော်ပေးတဲ့သင်တန်းကပညာများနဲ့ဖြန့်ဖြူးပြီးတော့ဟောကျမတို့တချင်းကြီးလောကတီးတဲ့ပို့ပြီးတော့ကောင်းလာအောင်နော်ပို့ပြီးတော့တိုးတက်မဲ့နီလာများရှိလို့ရှိရင်ဆရာဆက်ပြီးစူးစမ်းပေးပါနောင်ခါမှာလဲဆရာတင်နာမှာလိုလို့ရှိရင်ဒီလိုပဲဆွေးနွေးပါနော်ဒီအတန်တွေကိုလူငယ်များကိုပြောချင်တာကတော့ဒီအတန်တွေကိုလေးလေးစားစားသင်ယူကြပါဒါအလွန်ကောင်းတဲ့သင်တန်းဖြစ်ပါတယ်လေးလေးစားစားသင်ယူပြီးတော့ကြိုးကြိုးစားစားပြုလုပ်သွားမယ်ဆိုရင်တချင်းကြီးတွေကဘယ်လိုတချင်းမျိုးပဲဖြစ်ဖြစ်ခက်ပေါ့နော်မြန်မာတချင်းကြီးမှမဟုတ်ပါဘူးခေဟောင်း20ဓမ္မတေးအစရှိသဖြင့်ဒီလိုတချင်းတွေကိုဟိုရှေ့လူကြီးများပြောတဲ့စကားနဲ့ဆိုရင်တော့အာဆောက်ကောင်းကောင်းဟုတ်ကဲ့နော်ဒီလိုနဲ့လူများရဲ့နားထဲမှာဆွဲညှိသွားအောင်တီဆိုနိုင်ပြီးတော့အဆိုကောင်းတွေပေါ်ထွက်လာမယ်လို့ကျွန်မထင်ပါတယ်ဒီလိုအတန်ကိုအောင်မြင်နဲ့ပြေးပြေးဝဝနဲ့လေ့ကျင့်ပြီးတော့မှဆိုတဲ့နဲ့တချင်းတစ်ပုတ်ဆိုရင်ကျွန်မဒါနမူနာလေးပေးပြီးတော့ဆိုပြကြပါတယ်အဲ့ဒီတချင်းကတော့ဝန်ကြီးပရိသတ်ရာဇာနော်ထန်တရားတေးချင်းထားခဲ့တဲ့ဝန်ကြီးပရိသတ်ရာဇာပဲထန်းတက်သမားများကိုဖွဲ့တဲ့ထန်းတက်ဘွဲ့တရားချင်းလို့ခေါ်ပါတယ်
ထမ်းတက်သမားများရဲ့ဘဝကိုကွက်ကွက်ကွင်းကွင်းမြင်အောင်ရေးဖွဲ့ထားတဲ့တရားချင်းဖြစ်ပါတယ်ဆယ်တန်းမြန်မာစာမှာလည်းပြဋ္ဌာန်းတဲ့တခြင်းဖြစ်ပါတယ်ဒီတခြင်းကိုကျမနဲ့အတူကျမရဲ့မိတပည့်လေးဖြစ်တဲ့စေတက်ကတူကမောင်ဟိန်ထုစော်နဲ့အတူနမူနာလေးပြပြီးတော့ဒီဆိုပေးပါမယ်နွေဥကာလာမြူထတော့ခါရင်းတော့ရင်းလွယ်ဆောင်းရင်းကိုလွယ်ဓာလီထက်စွာခါမရှာရဲ့ထမ်းရင်းထမ်းတိုင်းရှုံးမြိုင်မြိုင်ကလိုင်းလေးပြက်ပြင်းလေးအောင်ခုတ်ချေလူကြီးကထူရေမရငယ်ဆွေထိုင်ရတိမ်စီတာမြေအေးကျော်ဝေဝကဲခေါ်တန်လျှော်ယုံပိုက်စီငယ်မြေလေးဟောရရိုက်ဤလူလေးကျော်ညာဝေးလူရဲ့ခပ်ပြည့်ရဲ့ချောင်းတော့ကြရယုံကတော့မှရှိရငုံကျက်ရဲ့ဖို့မွေဝံပလွေမနေထွက်လာရပြီလေဝံကာအာရဘုရားကသွဲသုကောင်းကောင်းမြောက်ရော၍ပဲလေကသွဲယုံငယ်ကစားတော့တတဝါတွေ့တိုင်းကိုလာအိမ်မာယူ၍ချပြီးနေလေတို့နေရောက်ကခဏအောင်ရင်တစို့တဲနေထောင်းရဲ့ဘုံမှာပြေဖို့ဆိုရင်အပြင်းခါပြီးဟိုးရင်နေတော့ရေနဲ့ကြောမိုးမျောမရောက်ပြီးငယ်မြန်လေနီးတော်လမ်းကြီးခုပြီးတော့ခါသမီးနေပါများလို့မဝင်သာသူတစ်ခါဟာသူကဖဲလျက်သူထက်လာလေစားလို့မြည်စေစပြီးတာလာအောင်ဖွဲ့မေ